ဆရာဦးမင်းသူမဟောဒရတုခမိန်တချို့ညီကုန်းချုပ်ရေးဖို့ရောက်လာပါပြီဒီစာပိုက်ကြီးကိုတစ်ချက်ရှင်းခဲ့တာဗီဒီယိုတွေလည်းမနှဲတော့ဘူးအဲ့တော့သမီးတို့ရေးနည်းတွေတော်တော်ကျွမ်းကျင်နေလောက်ပြီထင်တယ် conclusion ရေးတာကအရေးပါပါတယ်နော်ဒီစာပိုက်တစ်ပိုက်လုံးမှာကိုရေးခဲ့တာတွေအားလုံးကိုအနှစ်ချုပ်တစ်ကြောင်းနှစ်ကြောင်းနဲ့ပြည့်စုံအောင်ပြန်ပြောရတာဖြစ်ပါတယ်ညီကုန်းချုပ်ရေးကြဖို့အတွက်ဝကြဆက်စကားစုသုံးပေးရပါတယ်အမြဲသုံးပါနော်အဲ့လိုစကားလုံးလေးသုံးလိုက်ခြင်းအပြင်ညီကုန်းချုပ်ရေးရမယ်ဆိုတာကိုစာဖတ်သူကိုအသိပေးသလိုရောက်ပါတယ် IELTS ပဲဖြစ်ဖြစ်အဲ့လို IELTS စာမွေးတွေမှာဖြည့်တဲ့အခါပဲဖြစ်ဖြစ်ဒါမှမဟုတ်နောက်ပိုင်းအတန်းကြီးလာလို့တက္ကသိုလ်တွေမှာ essay တွေပဲရေးရ letter တွေပဲရေးရအခုလိုကျောင်းကအတန်းတင်စာမွေးတွေမှာ essay letter တွေပဲရေးရနောက်ဆုံးလုပ်ငန်းခွင်မှာလူကြီးတွေနဲ့စာရေးတဲ့အခါ English လိုစာရေးပြီးတင်ရတဲ့အခါမျိုးတွေမှာဒီလိုစကားဆက်ကအမြဲလိုပါတယ်စကားဆက်ကပဲကိုဒီ language ကိုဘယ်လိုလှအောင်သုံးသွားနိုင်လဲဆိုတာကိုပို့ပြီးတော့ပေါ်လွင်စေပါတယ်အဲ့တော့ conclusion မှာအမြဲတမ်းစကားဆက်သုံးပါမယ်ဝကြဆက်စကားစုပေါ့နော်အဓိကပြောရရင်တော့သူကရှေ့ကဝကြကိုနောက်ကဝကြနဲ့ဆက်ပေးတာဝကြဆက်စကားစုအဲ့တော့ဝကြဆက်စကားစုအနေနဲ့တချို့က in conclusion ဆိုတာကိုသုံးလိုက်မယ်ညီကုန်းချုပ်အနေနဲ့လို့အဓိပ္ပာယ်ရတယ်အဲ့တော့ sentence connector ဖြစ်တဲ့ in conclusion ညီကုန်းချုပ်အနေနဲ့ပြီးရင် subject verb complement ပုံမှန်တိုင်းလာပါမယ်သူကပုံမှန်ဆိုရင်နောက်မှာရှိတာဒါပေမဲ့တချို့ကအမြဲတမ်းတစ်ခုခုကိုညီကုန်းချုပ်တော့မယ်ဆိုရင်ရှေ့ဆုံးကိုပို့ပြီးတော့ comma ကုတ်လေးရှိတယ်ဒါကြောင့် in conclusion ဆိုပြီးအရင်တက် comma ကုတ်ပြီးတော့မှ subject verb complement ဖြည့်ပုတ်ပေါ့နော်အဲ့ပုံစံအတိုင်းလာမှာဖြစ်ပါတယ်ပုံမှန်စာကြောင်းတစ်ကြောင်းအရှိမှာဝကြဆက်စကားစုတစ်ခုထည့်လိုက်တယ်ဆိုတဲ့ပုံစံမှာပဲအဲ့ subject ကနေစမယ်စိတ်ဖိစီးမှုဟာ stress ပြီးရင် verb လာမယ်ဖြစ်ပါတယ် is ပြီးရင် complement လာမယ်ဘဝရဲ့အစိတ်အပိုင်းတစ်ခု a part of life စိတ်ဖိစီးမှုဟာ stress စိတ်ဖိစီးမှုဟာ stress ဖြစ်ပါတယ် is ဖြစ်ပါတယ် is ဘဝရဲ့အစိတ်အပိုင်းတစ်ခု a part of life ဘဝရဲ့အစိတ်အပိုင်းတစ်ခု a part of life အဲ့ဒီချက်မြန်မာလိုတိုင်းပဲ English လိုဘာသာပြန်ပြီးတော့ပြောကြည့်ညီကုန်းချုပ်အနေနဲ့စိတ်ဖိစီးမှုဟာဖြစ်ပါတယ်ဘဝရဲ့အစိတ်အပိုင်းတစ်ခုညီကုန်းချုပ်အနေနဲ့စိတ်ဖိစီးမှုဟာဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်ညီကုန်းချုပ်အနေနဲ့စိတ်ဖိစီးမှုဟာဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်အဲ့တော့ conclusion ကဒီတစ်ကြောင်းနဲ့ပြီးလို့မရသေးဘူးเนาะအပေါ်မှာပြောခဲ့သမျှစကားတွေအားလုံးကိုတချို့ကအနှစ်ချုပ်ပြီးတော့ညီကုန်းချုပ်မှာဖြစ်တဲ့အတွက်ပြည့်စုံလေးပြန်ပြောရမယ်ဒါပေမဲ့နီးပြူမှန်တယ်ဆိုရင်စိတ်ဖိစီးမှုရဲ့စိုးကျိုးသက်ရောက်မှုတွေကိုစီမံခန့်ခွဲနိုင်တယ်လို့ရေးကြည့်ကြမယ်အဲ့တော့ passive voice ပုံစံနဲ့ရေးမှာဖြစ်ပါတယ် can plus be plus verb eden ပုံစံနဲ့ passive ဆိုတာ object ကိုရှေ့မှာထားလိုက်တယ် subject ကိုနောက်ဆုံးမှာထားလိုက်တယ်အလဲမှာ verb က can plus be plus verb eden ဒါမှမဟုတ်ရင်လည်း has have had plus been plus verb 3စသဖြင့် passive voice တွေကိုတို့သမီးတို့ grammar မှာသင်ထားဦးမယ်ထင်ပါတယ် essay letter ကြီးပဲသင်နေဆိုရင်တော့မှတချို့မဟောဒရတုခမိန်မှာ grammar လေးတွေတွဲပြီးသင်ပေးတယ်အဲ့မှာ passive voice ပါပါတယ် passive voice ကိုသေချာကြည့်ပါ passive voice ကိုသုံးပြီးတော့ essay letter တွေမှာရေးတဲ့အခါဒီကျောင်းသားကျောင်းသူရဲ့ language ကိုကျွမ်းကျင်ပုံပို့ပြီးတော့ပေါ်လွင်စေပါတယ်အဲ့ passive voice လေးကိုgrammar မှာပဲထားခဲ့လို့မရဘူးတချို့တွေ essay letter မှာရေးတဲ့အခါမှာထည့်ပြီးတော့သုံးသွားရင်ပိုကောင်းပါတယ် grammar မှာသင်ထားတဲ့ grammar pattern တွေတော်တော်များများကို essay letter တွေမှာထည့်ရေးလို့ရတယ်ဒါကြောင့် grammar တွေကိုလည်းသေချာလေ့ကျင့်ကြပါအဲ့တော့တချို့ကဒီမှာလဲ sentence connector လေးသုံးလိုက်မယ် but အရှိရစာကြောင်းလေးကို but နဲ့ပြန်ပြီးတော့ညှင်းလိုက်တာဒါပေမဲ့ပြီးရင် object သူ့ရဲ့ဆိုးကျိုးသက်ရောက်မှုတွေကို its negative impacts ပြီး verb လာမယ်စီမံခန့်ခွဲနိုင်ပါတယ် can be managed ပြောချင်တာကအရှိရ
သူ့ရဲ့စိုးကျိုးတက်ရောက်မှုတွေကိုစီမံခန့်ခွဲနိုင်တယ်လို့ပြောတာဖြစ်တဲ့အတွက်စိုးကျိုးတက်ရောက်မှုတွေကစီမံခန့်ခွဲခြင်းခံရမှာဒါကြောင့် passive voice အနေနဲ့ရေးလိုက်တာ object ကိုရှေ့မှာအဲ့လိုခံရတဲ့အရာကိုရှေ့မှာတင်ပြီးတော့ရေးတယ်အဲ့လိုပုံစံမျိုးကိုတချို့တို့ passive voice လို့ခေါ်တယ်ပုံမှန်အတိုင်း subject verb object တွားရင်ဒါဟာ active voice အဲ့လိုခံရတဲ့အရာကို object ကိုရှေ့တင်ပြီးတော့ရေးပြီးတော့ subject ကိုနောက်ဆုံးပို့လိုက်တယ်ဆိုရင်ဒါဟာ passive voice အဲ့တော့ active passive ဆိုပြီးတော့ English မှာ teacher တို့ grammar pattern တစ်ခုအနေနဲ့သင်ရတာဖြစ်ပါတယ်ကျောင်းသားကျောင်းသူတချို့ကြောက်ကြတယ်တချို့ကတော့ကျွမ်းကျင်သွားတဲ့အခါမှာဒီ active passive ဘလို့ပုံစံလာဖြည့်တတ်သွားတယ် sentence connector အနေနဲ့ but သုံးမယ်ပြီးရင် object လာပြီးသွားပြီ verb လာပြီးသွားပြီနောက်ဆုံးမှာ subject လာမယ်မှန်ကန်တဲ့နည်းဗျူဟာများနဲ့ with the right strategies strategies ဆိုတာနည်းဗျူဟာကိုခေါ်တာဖြစ်ပါတယ် STRATEGY strategy ဆိုရင်နည်းဗျူဟာတစ်ခု a strategy strategies ဆိုတာကအများကိန်းအဲ့တော့မှန်ကန်တဲ့နည်းဗျူဟာတွေကစိုးကျိုးတက်ရောက်မှုတွေကိုခန့်ခွဲမှာစိုးကျိုးတက်ရောက်မှုတွေကခန့်ခွဲခြင်းခံရမှာဒါကြောင့် object ကိုရှေ့တင်ထားပြီးတော့ရေးတဲ့ပုံစံမှန်သားတို့သမီးတို့သိနိုင်တယ်နောက်တစ်နည်းဘယ်လိုသိနိုင်သေးလဲဆိုတော့ can plus be plus verb 3သုံးထားရင်ဒါဟာ passive ပုံစံဆိုတာသိနိုင်တယ်ဟောတချို့တို့ passive ပုံစံကိုသုံးပြီးတော့ရေးထားတာဖြစ်ပါတယ်ချင်းမြန်မာလိုတိုင်ပေးမယ်သားတို့သမီးတို့ English လိုစဉ်းစားပေးပါအောင်ဒါပေမဲ့သူ့ရဲ့စိုးကျိုးတက်ရောက်မှုတွေကိုစီမံခန့်ခွဲနိုင်ပါတယ်အရှိအရာစီမံခန့်ခွဲခြင်းခံရမှာမလို့ passive voice ပုံစံလေးရေးပြီနော်စီမံခန့်ခွဲနိုင်ပါတယ်စီမံခန့်ခွဲတယ်ဆိုတာကိုအရင်စဉ်းစားကြည့်လိုက်စီမံခန့်ခွဲတာက manage စီမံခန့်ခွဲနိုင်တယ်ဖြစ်တဲ့အတွက် can manage အဲ့တော့ရှေ့မှာက object ကိုအရင်တင်တာဖြစ်တဲ့အတွက် can plus be plus verb 3ပုံစံသွားရမယ်ဒါကြောင့် can be managed then can manage ဆိုရင်တော့ can နောက်မှာက verb infinitive ပဲလိုက်လို့ပုံမှန်ပဲစီမံခန့်ခွဲနိုင်ပါတယ်လို့ပြောတာဖြစ်တဲ့အတွက် teacher တို့က can be managed ဆိုပြီးတော့သုံးရမယ်ဘာလို့လဲသူရှေ့က object ဖြစ်နေလို့သူကစီမံခန့်ခွဲခြင်းခံရမှာဒါကြောင့် can plus be plus verb 3ပုံစံနဲ့ရေးတယ်သူရဲ့စိုးကျိုးတက်ရောက်မှုတွေကို its negative impacts စီမံခန့်ခွဲနိုင်ပါတယ်မှန်ကန်တဲ့နည်းဗျူဟာများနဲ့ subject လာပြီနော် နဲ့ဆိုတာကိုအရင်စရေးမယ် with မှန်ကန်တာက the right နည်းဗျူဟာက strategies မှန်ကန်တဲ့နည်းဗျူဟာများနဲ့okay နောက်တစ်ခါထပ်တိုင်ပေးမယ်ဒါပေမဲ့သူ့ရဲ့စိုးကျိုးတက်ရောက်မှုတွေကိုစီမံခန့်ခွဲနိုင်ပါတယ်မှန်ကန်တဲ့နည်းဗျူဟာများနဲ့ဒါပေမဲ့သူ့ရဲ့စိုးကျိုးတက်ရောက်မှုတွေကိုမှန်ကန်တဲ့နည်းဗျူဟာများနဲ့စီမံခန့်ခွဲနိုင်ပါတယ်အဲ့ teacher ကနှစ်ကြောင်းရေးလိုက်ရတယ် in conclusion stress is a part of life but its negative impacts can be managed with the right strategies ဆိုပြီးတော့ရေးလိုက်ရတယ်ဒါနှစ်ကြောင်းခွဲရေးတာအဲ့ဒါကိုမှတော်တော်သမီးတို့ကပို့ပြီးတော့ complex sentence အနေနဲ့ပို့ရှုပ်ထွေးတဲ့ sentence အနေနဲ့ရေးချင်တယ်ဆိုရင် in conclusion stress is a part of life but နောက်မှာ comma မလောက်နော် comma ပြီးမှ but လာမှာ but သူကနှစ်ကြောင်းပေါင်းပြီးရေးလိုက်တာဖြစ်တဲ့အတွက် comma ပြီးမှ but လာမှာ comma ပြီးမှနောက်တစ်ကြောင်း but နဲ့ဆက်သွားမှာ comma ရင်လာမယ်ပြီးမှ but လာမယ် comma ပြီးရင် and လာသလိုပဲ comma ပြီးရင် but လာမယ်မှတ်ထားနော် but its negative impacts can be managed with the right strategies in conclusion stress is a part of life but its negative impacts can be managed with the right strategies ညီကုန်းချုပ်အနေနဲ့
စိတ်ဖိစီးမှုဟာဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်စိတ်ဖိစီးမှုဟာဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ဆိုးကျိုးတက်ရောက်မှုတွေကိုမှန်ကန်တဲ့နည်းဗျူဟာများနဲ့စီမံခန့်ခွဲနိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့ဆိုးကျိုးတက်ရောက်မှုတွေကိုမှန်ကန်တဲ့နည်းဗျူဟာများနဲ့စီမံခန့်ခွဲနိုင်ပါတယ်တစ်ချောင်းလုံးပြောကြည့်မယ်ဏီကုံးချုပ်အနေနဲ့စိတ်ဖိစီးမှုဟာဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ဆိုးကျိုးတက်ရောက်မှုတွေကိုမှန်ကန်တဲ့နည်းဗျူဟာများနဲ့စီမံခန့်ခွဲနိုင်ပါတယ်စိတ်ဖိစီးမှုဟာဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ဆိုးကျိုးတက်ရောက်မှုတွေကိုမှန်ကန်တဲ့နည်းဗျူဟာများနဲ့စီမံခန့်ခွဲနိုင်ပါတယ်အဲ့တော့တစ်ချောင်းနဲ့တော့တချို့တို့မပြီးဘူးခုနလိုနှစ်ချောင်းနဲ့လည်းတချို့တို့မပြီးဘူးနောက်ဆုံးတစ်ချောင်းလေးတော့အဆုံးသတ်မှာထည့်ပေးဖို့လိုတယ်အဲ့ဒီနောက်ဆုံးတစ်ချောင်းကအကြံပြုတာဒါမှမဟုတ်သတိပေးတာတစ်ခုခုကို suggest လုပ်တာအဲ့လိုပုံစံမျိုးနဲ့သွားမှာဖြစ်ပါတယ်ဒီစာပိုက်တစ်ခုလုံးမှာအချုပ်အားဖြင့်တချို့တို့ရေးပြီးသွားပြီ in conclusion ဆိုပြီးတော့ပြီးသွားရင်အကြံပြုချက်ကလေးတစ်ချောင်းထည့်ပေးရမယ်ဒါဆိုရင်တော့ဒီ essay လေးကပြည့်စုံသွားပါပြီအကြံပြုသတိပေးစကားလုံးတွေနဲ့နောက်ဆုံးစာကြောင်းကိုတချို့တို့အဆုံးသတ်လိုက်မယ်မျှတပြီးစိတ်ဖိစီးမှုကင်းဝေးတဲ့ဘဝလေးကိုထိမ့်သိမ့်ဖို့အရေးကြီးကြောင်းပြောမှာဖြစ်ပါတယ်မျှတတာက balanced စိတ်ဖိစီးမှုကင်းဝေးတာကစိတ်ဖိစီးမှုက stress ကင်းဝေးတာက free စိတ်ဖိစီးမှုကင်းဝေးသောဆိုရင် stress free စိတ်ဖိစီးမှုကင်းဝေးသော stress free စိတ်ဖိစီးမှုကင်းဝေးသောဘာလဲနောက်မှာ noun လာမယ်သူက adjective ဖြစ်တဲ့အတွက်သူ့နောက်မှာ noun လာမယ်စိတ်ဖိစီးမှုကင်းဝေးသောဘာလေးလဲဘဝလေးဘဝက English လို့ life စိတ်ဖိစီးမှုကင်းဝေးသောဘဝလေး stress free life စကားနဲ့ပြောမယ်ဆိုရင်တော့တဲ့ဆိုပြီးတော့ပြောလိုက်မယ်စိတ်ဖိစီးမှုကင်းဝေးတဲ့ဘဝလေး stress free life ထိမ့်သိမ့်ဖို့ to maintain ထိမ့်သိမ့်ဖို့ to maintain အရေးကြီးကြောင်းဆိုတော့ important အရေးကြီးကြောင်းက important အဲ့တော့တချို့တို့ကအရင်ဆုံးသတိပေးစကားဖြစ်တဲ့အတွက်သတိတော့ပြုကြပါဆိုတဲ့ sentence connector လေးနဲ့ပြောလိုက်မယ်သူကဝါကျဆက်စကားလုံးဖြစ်ပါတယ်သတိတော့ပြုကြပါ remember သတိတော့ပြုကြပါ remember comma sentence connector ဖြစ်တဲ့အတွက်တချို့တို့က comma ကုတ်ပေးရမယ်ပြီးရင် it was ပုံစံနဲ့ရေးမှာဖြစ်ပါတယ်ဒါအကြံပေးတာဖြစ်တဲ့အတွက် it is နဲ့ရေးမယ်ထိမ့်သိမ့်မှုအရေးကြီးပါတယ် it is important to maintain ထိမ့်သိမ့်တာက maintain ထိမ့်သိမ့်မှုအရေးကြီးပါတယ် it is important to maintain သူက it was ပုံစံဖြစ်တဲ့အတွက် it ကအဓိပ္ပာယ်ဘာသာပြန်လို့မရဘူးစာကြောင်းပုံစံတစ်မျိုးပဲဖြစ်ပါတယ်သူကလည်း grammar pattern တစ်ခုပါပဲเนาะဒါတို့မျိုးသင်ဘူးမှာပါ it was ဆိုတဲ့ပုံစံအဲ့ subject က it ဖြစ်ပါတယ် verb က is important to maintain ဖြစ်ပါတယ်ထိမ့်သိမ့်မှုအရေးကြီးပါတယ် it is important to maintain ဆိုပြီးတော့တွဲလျက်ဘာသာပြန်ရမယ်ထိမ့်သိမ့်မှုအရေးကြီးပါတယ် it is important to maintain ပြီးရင်ဘလို့ဘဝလေးလဲမျှတပြီးစိတ်ဖိစီးမှုကင်းဝေးတဲ့ဘဝလေး balanced and stress-free life အဲ့ဒါမှအဲ့ဘဝလေးတစ်ခုဆိုပြီးတော့တချို့ရေးရမှာဖြစ်တဲ့အတွက် a လေးကိုထည့်ပေးရမယ်အဲ့ဒီ a ကရေးကြီးတယ်နော် article a and the ဟာအရင်ရေးကြီးပါတယ်အမြဲတမ်းဟာသာတစ်ခုလောက်ကြတယ် I am doctor ဆိုရင်သူဆရာဝန်မဖြစ်နိုင်ဘူးတဲ့ဘာလို့လဲဆိုတော့ဆရာဝန်ဟာ article မေ့မှာမဟုတ်ဘူးတဲ့ I am a doctor ဆိုမှမှန်မယ်အဲ့တော့ I am a doctor လို့ပြောဖို့အတွက်သူတို့က article မမေ့ဖို့အတွက်အဲ့လိုမျိုးလေအလွယ်တကူဟာတာလေးနဲ့နှောပြီးတော့မှတ်ထားလိုက်တာ
I am doctor လို့ပြောရင်ဟာဒီလူကတော့ဆရာဝန်မဖြစ်နိုင်ဘူးဆရာဝန်က article မေ့မှာမဟုတ်ဘူး article an the ထည့်ရတာကိုဆရာဝန်တွေကသိမှာပဲ I am teacher ဆိုရင်လေဟာ तू ကတော့ဆရာဝန်မဖြစ်နိုင်ဘူးဆရာမက article an the ထည့်ဖို့တော့သိမှာပဲ I am English teacher ဆိုပို့ဆိုးသွားပြီဟာ article ကျန်ခဲ့တယ်ဒါ English teacher မဖြစ်နိုင်ဘူးထင်တယ်နော် तू က article မေ့မှာမဟုတ်ဘူးတကယ်တော့မေ့နိုင်ပါတယ်တခါတလေတော့မေ့နိုင်တာပေါ့နော်ဒါပေမဲ့သားတို့သမီးကတော့ဆာဝန်မှာဖြေရမှာဖြစ်တဲ့အတွက်မမေ့ပါနဲ့ဟာတာလေးနဲ့နှောပြီးတော့ဒါသားတို့သမီးတို့မှတ်ထားလို့ရအောင်ပြောပြတာပါ I am a teacher I am a doctor I am a player I am a student I am နောက်မှာ A ပြီးသွားရင် noun တစ်ခုလာမယ်ဥပမာသားတို့သမီးတို့ကဘာဖြစ်နိုင်သေးလဲရှေ့နေကြီးဆိုရင် I am a lawyer engineer ကြီးဆိုရင် I am an engineer nurse ဆိုရင် I am a nurse assistant teacher တယောက်ဆိုရင်လက်ထောက်ဆရာမပေါ့ I am an assistant teacher professor တယောက်ဆိုရင် I am a professor အနောက်ကဟာကိုကြည့်ပြီးတော့ article an ထည့်ပေးရတယ်တိတိကျကျညွှန်းပြီးသွားပြီဆိုရင်တော့ the နဲ့တွဲလို့ရတယ်အဲ့ဒါ article an the ကိုမေးလို့မရဘူးဒီမှာလဲ article မမေးခဲ့ပါနဲ့အဲ့တော့ဘလို့ဘဝလေးတစ်ခုလဲဆိုတော့ a balanced and stress-free life ဒီဘဝလေးတစ်ခုကိုပြောချင်တာ a life လို့ပြောချင်တာပဲဒါပေမဲ့သူ့ရဲ့ဂုဏ်ပုဒ်ကလေးတွေကိုပြောချင်လို့ teacher တို့ကရှေ့မှာ adjective လေးနှစ်ခုထည့်ပေးလိုက်တာ balanced ဘလို့ဘဝမျိုးလဲမျှတပြီးတော့ and stress-free စိတ်ပီစီမှုကင်းဝေးတဲ့ life ဘဝလေးတစ်ခုဖြစ်တဲ့အတွက် A ထည့်ရတယ်အဲ့တော့ teacher မြန်မာလိုပြောမယ် English လို့စဉ်းစားပေးပါဦးတတိယပြုကြပါထိမ့်သိမ့်မှုအရေးကြီးပါတယ်မျှတပြီးစိတ်ဖိစီးမှုကင်းဝေးတဲ့ဘဝလေးကိုစိတ်ဖိစီးမှုကင်းဝေးတဲ့ဘဝကိုပြောတဲ့အခါမှာတော်တော်သမီးတို့ stress free ကြားထဲမှာ hyphen မမေ့ပါနဲ့เนาะအဲ့ဒီ hyphen လေးအရေးကြီးပါတယ်မျှတပြီးစိတ်ဖိစီးမှုကင်းဝေးတဲ့ဘဝလေးကိုကဲဒါဆိုရင်เนาะ teacher တို့ပြီးသွားပါပြီဒီ essay လေးတစ်ပုဒ်လုံးပြီးသွားပြီအဲ့ teacher ကဒီတိုင်း essay letter ကိုတော်တော်သမီးတို့လက်ထဲကိုထည့်ပေးလိုက်လို့ရတယ်ထည့်ပြီးတော့ဒီတိုင်းဒါကိုကြက်ဖြည့်ဆိုရင်ရတယ်ဒါပေမဲ့တော်တော်သမီးတို့ရေးတတ်သွားမှာမဟုတ်ဘူးကြက်ပြီးဖြည့်သလောက်ပဲရမှာအဲ့လိုတစ်ကြောင်းချင်းတစ်ခုချင်းတင်မှာဒါဟာအခြေခံပဲအခြေခံလေးခိုင်သွားပြီဆိုရင်တော်တော်သမီးတို့ကောက်ကိုဘယ်ကောင်းစင်လာရေးတတ်သွားလိမ့်မယ်ရေးတတ်တဲ့အခါမှာလေရှေ့တစ်ကြောင်းနဲ့နောက်တစ်ကြောင်းအဆက်ဆက်ရှိအောင်တစ်ချက်တင်ပေးသွားတာကိုသတိပြုပေးပါရှေ့တစ်ကြောင်းနဲ့နောက်တစ်ကြောင်းအဆက်ဆက်ရှိရမယ်နံပါတ်1ချက်နောက်တစ်ချက်က grammar မှန်မယ်အရေးကြီးဆုံးပဲ grammar မှန်ဖို့လိုရယ်နော်ဒါတော့သမီးတို့ speaking တွေမှာတချို့ English စကားပြောတွေမှာပေါ့နော်လူတွေနဲ့ဆက်ဆံပြောဆိုတဲ့အခါမှာ grammar မမှန်လို့ပြဿနာအရင်မရှိဘူးဘာလို့လဲဆိုတော့တချို့မြန်မာလိုပြောရင်တော့တစ်ခါတလေမြန်မာတရားအနီးအရာပြောတာမဟုတ်ဘူးစကားပြောတာဖြစ်တဲ့အတွက်အဆင်ပြေသလိုလေးပြောလိုက်တာတစ်ဖက်ကနားလေတယ်ကိုကနားလေတယ်ဆိုရင်ဒါ communicate လုပ်လို့ရပြီအချင်းချင်းဆက်သွယ်ပြောဆိုလို့ရပြီဘာသာစကားဆိုတာအချင်းချင်းဆက်သွယ်ပြောဆိုဖို့ language တစ်ခုဖြစ်ပါတယ်အဲ့တော့ပြောဆိုတာပြဿနာသိမ့်မရှိဘူးဟို IELTS စာမွေးတွေပါဖြည့်ခြင်းနဲ့ဆိုရင်တော့ grammar မှန်ဖို့လိုတာပေါ့နော်အဲ့မှာလဲ grammar မှန်ဖို့အတွက်ကျင့်ရတာပေါ့ဒီမှာကတော့ပြောဆိုတာမဟုတ်ဘူးရေးတာဖြစ်တဲ့အတွက် grammar အရင်ရေးကြည့်တယ်ပြီးတော့ကျောင်းသင်ခန်းစာဖြစ်တဲ့အတွက်ပို့ပြီးတော့ grammar အရေးကြီးပါတယ်အဲ့ဒီချက် conclusion လေးကိုရှင်းတာပဲမိနစ်20လောက်ကြာသွားပါပြီအဲ့တော့နောက်ဆုံးအဆုံးသတ်အနေနဲ့ English လိုလေးတစ်ခေါက်ဖတ်ပြီးတော့ညီကုန်းချုပ်လိုက်ရအောင် How to deal with stress စိတ်ဖိစီးမှုကိုဘယ်လိုကင်တွယ်ဖြေရှင်းမလဲဆိုတာအဲ့အကြောင်းအရာလေးကိုတစ်ချက်ဖတ်တဲ့အခါမှာတားသမီးတို့ရေးနည်းတွေကတော်တော်လေးကိုသိပြီးသွားပြီဗီဒီယိုလည်း12ခုလောက်ကုန်တယ်ဒီတစ်ခုရဲ့အတွက်တစ်ခုကိုလည်းအရှိကြီးပဲဆိုတော့တားသမီးတို့တော်တော်ကြီးကိုရေးတတ်နေလောက်ပါပြီအဲ့တော့အဓိကကြည့်ရမှာအတန်အတွက်ကလေးတွေစကားအဖြတ်တောက်ကလေးတွေအဲ့ဒါလေးတွေကိုလိုက်နားထောင်ပြီးတော့ဖတ်ကြည့်ပါStress is a common problem that affects
many people in different ways. Stress can be caused by various situations, such as work pressure, family conflicts, financial difficulties, health issues, or personal challenges. Some people may suffer from stress more than others, depending on their personality, coping skills, financial conditions, social conditions, and basic needs. Stress can have negative impacts on our physical and mental health, such as headaches, insomnia, anxiety, depression, or even heart disease. Therefore, it is important to learn how to deal with stress effectively and prevent it from harming our emotional well-being. One of the best ways to reduce stress is to identify and manage the sources of stress in our lives. We can do this by prioritizing tasks, setting realistic goals, delegating responsibilities, saying no to unnecessary demands, and seeking help when needed. We should also avoid or limit exposure to stressful situations or people, such as toxic relationships, negative news, or harmful habits. By doing so, we can reduce the amount of stress we experience and increase our sense of control and satisfaction. Another way to reduce stress is to practice healthy lifestyle habits that can enhance our physical and mental resilience. We can do this by eating a balanced diet, getting enough sleep, exercising regularly, drinking plenty of water, and avoiding alcohol, tobacco, and drugs. These habits can help us maintain our energy levels, boost our immune system, regulate our mood, improve our cognitive functions, and cope with stress more effectively. A third way to reduce stress is to use relaxation techniques that can calm our mind and body. We can do this by practicing meditation, yoga, breathing exercises, or progressive muscle relaxation. These techniques can help us reduce the levels of stress hormones in our body, lower our blood pressure and heart rate, relax our muscles and nerves, and cope with stress more effectively. In conclusion, stress is a part of life, but its negative impacts can be managed with the right strategies. Remember, it is important to maintain a balanced and stress-free life. ဒါဆိုရင်တော့သားတို့သမီးတို့စာပိုက်တစ်ပိုက်လုံးရဲ့အတန်တော်ကလေးတွေအဖြတ်တောက်ကလေးတွေကိုလည်းလိုက်ပြီးတော့နားထောင်ပြီးနားလည်သွားမယ်လို့ထင်ပါတယ်။အဲဒါဆိုရင် teacher တို့နောက်ဗီဒီယိုတွေမှာမှပြန်ဆုံကြမယ်နော်။ Thank you for your attention and I look forward to seeing you in our next lesson. Until then, take care and goodbye. ဆရာဦးမင်းသူမဟောဒရတုခမိန်